စပိန်လာလီဂါပွဲစဉ်ရီယယ်ဘက်တစ်နဲ့ဆိုစီတဲ့ပွဲကြို30ချက်ကဲအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုလေးမှာကတော့ဒီနေ့ဩဂတ်စ်လ22ရက်နေ့တနင်္လာနေ့ခွဲမှာရှင်မယ်ကစားသွားကြမယ်စပိန်လာလီဂါပွဲစဉ်တစ်ပွဲဖြစ်တဲ့ရီယယ်ဘက်တစ်နဲ့ဆိုစီတဲ့ပွဲစဉ်လေးကိုပွဲကြို30ချက်လောက်သွားပြီးမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှေ့ဗီဒီယိုလေးမှာကတော့ကျွန်တော်ပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့အာဆင်နယ်ပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးခဲ့ပြီးပြီပေါ့နော်ဆိုတော့ဒီနေ့ညမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြည်သစ်လီဂူ1ကတပွဲရှိတယ်ပရီးမီးယားလိကတပွဲရှိတယ်စပိန်လာလီဂါကတပွဲရှိရပေါ့နော်ဆိုတော့နောက်ဗီဒီယိုလေးမှာကတော့ကျွန်တော်အနေနဲ့ပြည်သစ်လီဂူ1ကိုကျွန်တော်30ချက်ဗီဒီယိုထပ်မံပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ Telefree Channel လေးမှာကတော့ကျွန်တော်တို့လီသေးပွဲစဉ်လေးတွေကကျွန်တော်အနေနဲ့ကြိုက်လို့ရှိရင်တော့ကျွန်တော်အနေနဲ့မောင်းလေးတွေရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Telefree Channel လေးကိုမ join တယ်လို့ join နေတဲ့ညီကိုတွေကတော့ကျွန်တော်အကောက်ဟောထဲမှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျွန်တော်အနေနဲ့ bio လေးမှာကျွန်တော်ရေးပေးထားပါတယ်ကဲဆိုတော့ကျွန်တော်တို့စပိန်လာလီဂါပွဲစဉ်တွေကတော့ကျွန်တော်တို့ကျန်တဲ့ကျွန်တော်တို့ပရီးမီးယားလိတို့ဘုန်ဒက်လီဂါတို့ရွေးရထားတဲ့ပို့ပြီးတော့ကျွန်တော်တို့ခက်ခဲတယ်လို့ပြောလို့ရတယ်ဗောနော်ကမရလက်တွေကျွန်တော်တို့ထွက်တာများတယ်ဗောနော်ဒီလိဂါဆိုတော့မနစ်ကယာဒီမှာကတော့ကျွန်တော်ရီယယ်ဘက်တစ်ကတော့အဆင့်9နဲ့ကျွန်တော်ယာဒီသိမ်းခဲ့ပြီးတော့ချန်ပီယံလိဝင်ခွင့်မှာသူတို့အနေနဲ့ရရှိခဲ့တယ်ဗောနော်ဆိုတော့ဆိုစီတက်ကတော့ကျွန်တော်တို့အဆင့်10နဲ့သူတို့အနေနဲ့ယာဒီသိမ်းခဲ့တယ်ဆိုတော့နှစ်သိန်းစလုံးရဲ့ကျွန်တော်ရာသီချိုခြေစမ်းပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ performance တွေကိုကျွန်တော်နှစ်သိန်းစလုံးအနေနဲ့ပြထားတယ်ပေါ့နော် Real Betis ဆိုလို့ရှိရင်လည်းကျွန်တော်တို့အာဆင်နယ်တို့ဘာတို့ကိုကျွန်တော်တို့ကျွန်တော်အနိုင်ရရှိခဲ့တယ်ဗောနော်ဆိုစီတဲ့ဆိုလို့ရှိရင်လည်း Aston Villa တို့ဘာတို့ကိုအနိုင်ရရှိခဲ့တယ်ရာသီချိုခြေစမ်းပွဲစဉ်တွေကတော့ကျွန်တော်ခြေစွမ်းကိုကျွန်တော်တို့တသမတ်ထဲကျွန်တော်တတ်မှတ်လို့မရဘူးဆိုပေမဲ့ကျွန်တော်နည်းနည်းလေးအပေါ်ရန်လောက်တွေးကြည့်လို့ရတယ်ဗောနော်ဆိုတော့ဒီနေ့တင်ရဲ့ကျွန်တော်တို့ hard to ရဲ့ထိတ်တိုက်တွစ်ဆုံမှုအရာကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံးထိတ်တိုက်တွစ်ဆုံမှုမှာကတော့တေးရက်လက်ထွက်ပေါ်ထားခဲ့တယ်ဆိုတော့သူ့အိမ်ဝင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ဝင်းအသာချက်ရှိတဲ့အသင်းတစ်သင်းကတာတဲ့ကိုယ့်အိမ်ဝင်းဆိုလို့ရှိရင်ကိုတာတဲ့ဒါမျိုးကျွန်တော်တို့ဒီနှစ်သင်းကရှိတယ်ဗောနော် Real Betis ဆိုလို့ရှိရင်လည်းသူ့ဝင်ခွင့်မှာဆိုလို့ရှိရင်လည်းဆိုစီတက်ကိုကျွန်တော်အမြဲလိုအသာစီရရှိတယ်ဆိုစီတက်ဆိုလို့ရှိရင်လည်းကျွန်တော်သူ့ဝင်ခွင့်မှာဆိုလို့ရှိရင်လည်းကျွန်တော် Real Betis ကိုကျွန်တော်တို့ဖိအားပေးပြီးတော့ကျွန်တော်အသာစီနဲ့ကစားနိုင်တယ်ဗောနော်ဆိုတော့အရှက်ကြေးကျုပ်ပေးမှုရကြည့်မယ်ဆိုလို့ရှိရင်တော့ Betis ကနေပြီးတော့ကျွန်တော် level တစ်ဝက်ရှုံးဖွင့်လေပေးထားတာဗောနော်ဒါကကျွန်တော်အနေနဲ့မှန်ကန်မှုရှိတယ်လုံလောက်မှုရှိတယ်လို့ယူဆကြနေဗောနော်ဆိုတော့စပိန်လာလီဂါပွဲစဉ်တွေကတော့ကျွန်တော်တို့ရှေ့ပွဲစဉ်မှာကျွန်တော်တို့ကြည့်ရတဲ့ကျွန်တော်တို့ရက်လက်တွေကလည်းကျွန်တော်တို့11တို့20တို့ဒီလို result တွေဖြစ်တာများနေပြီပေါ့နော်ကျွန်တော်ကတော့ဒီပွဲစဉ်လေးမှာတော့ Real Betis တို့အနေနဲ့အိမ်ဝင်းမှာကျွန်တော်တို့နိုင်ပွဲရရှိသွားလိမ့်မယ်လို့ကျွန်တော်ကတော့မြင်နေပါတော့တစ်ဖက်ကဆိုစီတဲ့အနေနဲ့ကိုရာကောင်းရာသွားနိုင်တယ်ကျွန်တော်ဒီပွဲစဉ်က 1C 2C 2-1ဒီလို result မျိုးတွေဖြစ်ဖို့များမယ်လို့ကျွန်တော်အနေနဲ့ကတော့ခံမှန်းနေပါတယ်ဒါကြောင့်မလို့ဒီပွဲစဉ်လေးမှာတော့ Real Betis body လေးကိုပဲရွေးချယ်ပေးနေပါတယ်အကြိုက်ကြတဲ့ညီကိုတွေကတော့ like ကစားပါအကြိုက်မတူတဲ့ညီကိုတွေကတော့ back ကန်ကစားပါဗီဒီယိုလေးကိုအစိုးရကြည့်ရှုပေးခဲ့ကြတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာရန်နာကြပါတယ်